Thank you ကိုရိုအားလုံးချင်း unity ဖြစ်ပါတယ်လက်ခုပ်တန်းလေးချင်းမြင်ပေးပါရှင်
Lady Rihanna梦在雨中飘扬嘞，梦呀的起诉比多远，你要的点了多嘞，高贵瑞没西的不忘，其他的背。နာမည်ပြောင်းပြီးသွားပြီကွယ်ဖြူဖြူကြော်ချင်းဆိုပြီးတော့လေနာမည်ပြောင်းပြီးတော့မှချင်းစကားမတတ်ဘူးဆိုရင်ကျမကိုချင်းတူမလေးလို့ခေါ်နေဦးမယ်ကျေးဇူးအများကြီးတင်ပါတယ်အဝေးရမှာစားရတဲ့သူတွေရှိတယ်မနက်ကလေးကနေမပြန်မဲနဲ့အကြာကြီး
စောင့်နေတဲ့သူတွေရှိတယ်ဟုတ်တယ်မလားမနေ့ထဲကနေမပြန်မနဲ့စောင့်နေတဲ့သူတွေဘယ်နှယောက်ရှိလဲဟုတ်လားကျေးဇူးများကြီးတင်ပါတယ်ဒီနေ့က CRC ရဲ့25နှစ်ညဝင်းနေဆိုတော့ဖြူဖြူကချင်းပြည်နယ်ကိုဂုဏ်ပြုရတဲ့ချင်းလေးနဲ့စနိုင်မယ်နော်တော်ဘောခေါင်း
ကျေးဇူးတင်တယ်သိလားဘာဖြစ်လို့လဲဆိုတော့လေဒီပွဲလေးကိုပြီးတော့ဖိတ်တဲ့အခါမှာအစဒီနေ့တရက်ပဲပွဲလုံးကိုစီစဉ်ထားကြတာပေါ့နော်ဒါပေမဲ့ဖြူဖြူရောဂျော့ရှွာကိုရောပြည်စင်နဲ့တွေ့ချင်းပြည်သက်တွေအများကြီးရှိတယ်လဲဆိုတော့သူတို့တွေကဒီထက်ကြီးတဲ့ခမကြီးတစ်ခုကိုပတ်စံကုန်ခတ်ပြီးထပ်ငားပေးကြတယ်အဲ့ဒါ25ရက်လေးကဖြူရောမောင်နှမ2ယောက်ကပြည်သက်တွေနဲ့တွေ့ခွင့်ရခဲ့တယ်ပေါ့နော်အဲ့အတွက်ဆရာစီသားစုလည်းတိတ်ကျေးဇူးတင်တယ်အဲ့ဒီတော့ဆိုလို့ရှိရင်လည်းပြည်သက်တွေအများကြီးလာအားပေးကြတယ်ဒီနေ့လည်းအောက်မှာစောင့်နေတဲ့ပြည်သက်တွေလမ်းပေါ်မှာစောင့်နေတဲ့ပြည်သက်တွေရှိတယ်လို့သိရတယ်အဲ့ဒါဖြူလမ်းမှာလာနေတဲ့ကားရကနေကြည့်တော့စိတ်ထဲမှာဝမ်းသာခံစားရတယ်အားလုံးကြည့်ခွင့်ရစေချင်တယ်ပေါ့အဲ့တော့ဖြူဂတိပေးတယ်ဒါပေမဲ့အဲ့ဂတိကဖြူတယောက်ထဲလုပ်လို့ရတဲ့ဂတိမဟုတ်ဘူးသိလားစွတောင်းတယ်ဆိုတော့လေဖြူတယောက်ထဲလုပ်လို့ရတဲ့ຢာမဟုတ်ဘူးဖြူနောက်တစ်ခါပြန်လာမယ်ဘောလုံးဝင်းကြီးထဲမှာပွဲလုပ်ပေးနိုင်တဲ့သူရှိပါစေလို့ကြိုပြီးကိုရဆူတောင်းတာမလေးမဖြူရောဘတ်ကနေတောင်းတဲ့သိတဲ့စီဘီရှိကြတယ်မလားဖြူရောဒီနေ့ညစပြီးတာတေချာဆူတောင်းရမယ်နော်ဖြူလည်းတေချာဆူတောင်းမယ်ဖြတ်ခင်သမီးကိုနောက်တစ်ခေါက်မလေးရှားပြည်သက်တွေစီကိုပို့ဆောင်တော့ပါလို့အဲ့ခါကျလို့ရှိရင်လူတောင်းတဲ့ချီရဲ့ဘလုံးဝင်းကြီးမှာငြိမ်ငြိမ်သက်သက်ကြပြောရွှေရွှေနဲ့အားလုံးကြည့်ခွင့်ရတဲ့ပွဲကိုဆိုခွင့်ရပါမယ်